မော်လမြိုင်ကနေပြီးတော့ချောင်းစုံတရားကိုဖြတ်ပြီးတော့ဘလူးကျွန်းဘက်ကိုစပိန်လာနေနာကညော်ရွာရောက်တော့ညာဘက်ချမ်းချိုးပြီးတမိုင်းဝင်စီလမ်းနေပြန်ဝင်လာတယ်ပြီးတော့လေလမ်းမအတိုင်းပြန်လာတယ်လေကွင်းအတိုင်းပြန်ထွက်လာတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီမြေပဲပင်စိုက်ခင်းလေးကိုပြန်ပြပေးပါနော်ဒါကညော်ရွာလေကွင်းပေါ့မော်လမြိုင်မြို့နယ်ကနေပြီးတော့ချောင်းစုံတရားကိုဖြတ်လာတယ်ဘလူးကျွန်းပေါ့နော်ချောင်းစုံတရားဖြတ်လာတယ်ဒါမြေပဲစိုက်ခင်းပါကျန်တဲ့ဟာပဲစိမ်းစိုက်ခင်းပေါ့ပဲစိမ်းစိုက်ခင်းအတိုင်းရောပါပဲစိမ်းစိုက်ခင်းပဲလို့လည်းခေါ်တယ်ပဲစိမ်းလို့ခေါ်တယ်ဒါပေမဲ့မြေပဲပင်မတွေ့ဘူးတဲ့လူလည်းရှိမှာပေါ့နော်အဲကြောင့်ကျွန်တော်ဒီနေ့မြေပဲပင်ကိုလာပြီးတော့မြေပဲပင်စိုက်ကွက်လေးလာပြပေးတာအပင်သေးအပင်ကြီးဆိုတော့တချို့ကလိုင်းနဲ့တေချာစိုက်တယ်လိုင်းဖော်ပြီးစိုက်တယ်ပေါ့နော်ဒါကတော့ထဲထွင်ရင်းနဲ့မြေကြီးလောက်ပြီးတော့ထဲထွန်တာပေါ့နော်ထဲသွားအတိုင်းစိုက်ထားတာထဲသွားထဲရပေါ့ထဲထိုးတဲ့လမ်းကြောင်းအတိုင်းကိုစိုက်သွားတာကြီးတာလည်းရှိတယ်သေးတာလည်းရှိတာပေါ့အဲကျိုးအပင်လည်းသေးပါပြီဒါပိုးတိတို့သေးတာပေါ့ကြီးတဲ့အပင်တွေလည်းရှိတယ်သေးတဲ့အပင်တွေလည်းရှိတယ်ပင်လည်းမညီဘူးပေါ့ဟိုကအပွင့်တွေထွက်နေတယ်ပွင့်နေပြီဒါဆိုရင်ပွင့်အပင်ကြီးပွင့်နေပြင်သူ့ရဲ့အသီးကအောက်ကနေသွားမှာမြည်တဲ့ဝင်သွားမှာပွင့်ပြီးအသီးကမြည်တဲ့သွားမှာဒါကတော့မြေပဲစိုက်ခင်းလေးပါမြေပဲစိုက်ခင်းလေးပါဆွေရွက်တယ်ဝါနေပြီပင်ကြီးရရှိတယ်တချို့မှတွေ့တာတော့အဲ့လိုအပွင့်ပြီးအသီးတွေစထွက်ပြီးဆိုရင်ဒီအလဲကြားထဲမှာမြေကြီးတွေပုံချလိုက်တယ်အပင်ရဲ့အလဲကြားမြေကြီးပုံချလိုက်တယ်အသီးတွေပို့ထွက်အောင်ဆိုပြီးတော့မြေပဲသီးတွေဒီမြေပဲတွေကသူကလှော်စားတိုင်းမြေပဲမဟုတ်ဘူးစီကျိတ်တဲ့မြေပဲစီကျိတ်ဖို့အဓိကစီကျိတ်တာပေါ့နော်โอเคစပိန်ရရောက်ပါပြီဟောမှာမြက်တွေနှုတ်လေသမားတွေမြက်နှုတ်ဆိုတော့23ရက်နေ့ပေါ့တလပိုင်း2026ချောင်းစုံမြို့နယ်ကညော်ကြီးရွာဘက်ကိုရောက်လာတဲ့စပိန်စီဘလော့လေးပါကဲဆက်သွားမယ်စပိန်စီဘလော့လေးပါရှိမှနည်းနည်းလေးပြပေးမယ်နော်ရှိမှနည်းနည်းလေးပြပေးမယ်ပုံမှန်စပိန်နေတဲ့အချိန်ကတော့ကျွန်တော်မော်လမြိုင်ဈေးကျူမော်လမြိုင်မြို့ဈေးကျူကနေကျွန်တော်ဆင်းလာတယ်ဈေးကျူကနေပြီးတော့6နာရီခွဲလောက်ဆင်းလာတယ်6နာရီခွဲလောက်ဆင်းလာတယ်ပြီးရင်ကျွန်တော်ချောင်းစုံခွဲလာတယ်တခါလေးကြာရင်မော်လမြိုင်ကန်နန်းလမ်းပဲသွားတယ်တခါလေးကြာရင်တောင်ဝိုင်းပဲသွားတယ်တခါတလေကြာရင်လမ်းဟောင်းတောင်ပေါ်တန်းနော်တောင်ညူတောင်တန်းတောင်မတန်းပဲသွားတယ်ဆိုတော့စပိန်နေတာလမ်းလေးလောက်ရှိတာပေါ့လမ်းလေးလောက်ရှိပါတယ်ချမ်းကာရတယ်ဆိုတော့ဒီဘက်ချမ်းကာရတယ်ဒီနားရောက်လို့ရှိရင်ခုနလေသမားကြီးတဲ့ကိုမေးလိုက်တယ်မျက်ရည်ဒီ
ချန်တိုင်းလမ်းစုံကနေကူးတက်လို့ရှိရင်တက်တဲ့ပဲလမ်းမပေါ်ပြန်ရောက်တယ်ဒီတရားပေါ်ဆင်းလာတဲ့လမ်းပြန်ရောက်တယ်ဒီပဲအချမ်းအိမ်ပြန်ဟိုစောင့်နေတဲ့လူတွေနိုင်ငံခြားရောက်နေတဲ့ကျွန်တော်ရဲ့ခေါ်ရတွေကျွန်တော်ကတော့အိမ်ပြန်လာပြီ3-4လရှိပြီ10လပိုင်းရဲပြန်လာတယ်ဒီကနေကူရတယ်လှဲလန်းအတိုင်းလွှတ်လာနော်လှဲလန်းဆိုရင်လည်းဆိုင်ကယ်ကြီးသွားရတဲ့လမ်းလို့ရှိသွားရတဲ့ချီရရှိတယ်ဒါလှဲလန်းတော့ဘူးတဲ့လူတွေနော်ရွာဦးတရိယာနဲ့လူတွေလှဲလန်းတိုင်းစပိန်နေပြန်ပါလေလို့လာတော့လမ်းမကြီးတရားပေါ်နေဖြစ်လာတယ်မုပုံတရားကနေပြီးတော့ချောင်းစုံပဲချောင်းစုံတရားလူကျုံချောင်းစုံရောက်လာပြီးတော့ကညောရောက်တော့ကညောနေပြီးတော့ညာဘက်ချိုးပြီးတော့ပတ်ဆင်းလာတယ်ပြီးတော့ဒီလက်ကွင်းတွေပဲချောင်းရောက်လာတယ်ဒါဆိုရင်ကျွန်တော်မနေ့ခင်းလေးပေါ့ဒီနေ့ကတော့နေတဲ့ထွက်တယ်ဒါပေမဲ့9 နာရီကနေတော့မြင့်နေတယ်နော်9 နာရီကမြင့်ဆိုတော့ဒါကဒီနေ့ဗီဒီယို vlog လေးပေါ့အားလုံးနဲ့တက်ကြမယ်လို့ပြောပါတယ်အားလုံးထူးကျေးဇူးတင်ပါတယ်အကြာကြီးရလို့ရှိရင်လည်းကြည့်လို့မကောင်းဘူးပြီးကျွန်တော်နောက်ကချင်းလေးလည်းတူလေးထည့်ပြလိုက်မယ်လက်ကွင်းရဲ့ရှုခင်လေးပေါ့ဟုတ်ပဲချမ်းဆိုရင်တော့ဒါလမ်းမရောက်ပြီလမ်းမပေါ်တက်တော့ကားတွေပြေးနေဟုတ်ပဲချမ်းတရားပေါ်တက်မယ်လမ်းမပေါ်ရောက်မှာဒါဟုတ်ပဲချမ်းဆိုရင်မော်လမြိုင်ပေါ့ဟုတ်ပဲချမ်းမော်လမြိုင်တန်လွင်မြစ်ပေါ့တန်လွင်မြစ်ဟုတ်ပဲချမ်းမော်လမြိုင်ဒါမော်လမြိုင်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့လူကျုံလို့ခေါ်တဲ့ချောင်းစုံမြို့နယ်တဲကကညော်ကြီးရွာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်နောက်ထပ်စိတ်ဝင်စားစရာခီးသွား vlog လေးတွေကိုပြန်လည်မျှဝေပေးပါမယ်မင်္ဂလာပါကျွန်တော် channel ကိုsubscribe မရသေးတဲ့လူ follow မလုပ်ရသေးတဲ့လူ subscribe လေးနှိပ်ပေးပါ follow လေးလုပ်ပေးပါပြီးတော့ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းကိုကြည့်ရဖို့အတွက်ခေါင်းလောင်းလေးတွေနှိပ်ထားပေးဖို့အကြံပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်ကိုဦးပါ